ပင်လယ်ကိုဖြတ်ရင်လှိုင်းမကြောက်ရဘူးတောင်ကိုတက်ရင်အမြင့်မကြောက်ရဘူးတောကိုတွန်းရင်စူးမကြောက်ရဘူးအောင်မြင်ခြင်းပင်မမှာကိုမကြောက်ရဘူးဒီလိုမကြောက်တင်တာကိုမကြောက်တာကိုတော့တတိလို့ခေါ်တယ်ကြိုးစားတာချင်းလည်းတူတယ်အရေးချင်းလည်းတူတယ်ဆိုရင်တတိရှိတဲ့လူကအရှိပိုရောက်တာပဲဒါကြောင့်မလို့ခက်ခဲမှလည်းမကြောက်နဲ့ပင်မမှာလည်းမကြောက်နဲ့ကြချုံမှလည်းမကြောက်နဲ့လူတယောက်တည်းမုံလို့လည်းမကြောက်နဲ့သူညီမဲ့သူမရှိလို့လည်းမကြောက်နဲ့ဒီလိုမကြောက်တတ်တဲ့အခါကိုချစ်တိုးကိုတတိကိုဘလို့ရောက်ရှိလာလိမ့်မယ်အောင်မြင်ခြင်းနဲ့လူငယ်တိုင်းရဲ့စိတ်ထဲမှာမြဲမြဲမှတ်ထားရမှာကကြောက်နေပြီးနောက်မှာနေရမယ်ဆိုတာပဲ